ဟုတ်ခါဦးအိမ်တော်ကသမီးပြိုဟာနန်းတော်ထဲဝင်တာနဲ့မင်းသားရဲ့အချစ်တော်ခွေးနဲ့တိုးတော့တာပါပဲမဲတော်ကြီးကအမြန်တားပြီးဒီခွေးကအရန်ဆိုးတယ်လို့ပြောပါတယ်မင်းသားကလွဲလို့ဘသူမှဒီခွေးကိုမထိရဲပါဘူးဒါပေမဲ့ခဏကြာမှာတော့ခွေးဟာမြေကြီးပေါ်မှာလှဲအိပ်ပြီးသူမကိုချွဲပြနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီမြင်ကွင်းကိုနန်းတော်ထဲဝင်လာတဲ့မင်းသားကမြင်သွားပါတယ်မင်းဘလို့နီလန်းသုံးပြီးငါရဲ့စစ်သူကြီးခွေးမီကိုမင်းနဲ့ရင်းနှီးအောင်လုပ်လိုက်တာလေလို့မင်းသားကမေးပါတယ်အမှန်တော့သူမဟာမြောက်ပိုင်းနယ်စားအိမ်တော်ရဲ့သမီးကြီးပါလွန်ခဲ့တဲ့3နှစ်ကမေတော်ကြီးရဲ့မွေးနေ့ပွဲမှာမေတော်ကြီးကိုလှုပ်ကြံဖို့စ조사တဲ့ဓာတ်ချက်ကိုသူမကကိုစားခံပေးခဲ့လို့ပြင်းထန်စွာဒဏ်ရာရခဲ့တာပါ။ဒါကြောင့်သူမရဲ့မိသားစုဟာလည်းစီးစိမ်ချမ်းသာတွေရခဲ့ပါတယ်။ဒါပေမဲ့သူမကတော့ဒဏ်ရာပြင်းထန်လို့တောင်ပိုင်းကခြံဝင်းတစ်ခုမှာဆေးကုသဖို့အပို့ခံခဲ့ရပါတယ်။ဆေးကုနေတဲ့အချိန်တုန်းကခွေးလေးတစ်ကောင်ကသူမစီကိုနေတိုင်းလာကစားတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီခွေးရဲ့ပိုင်ရှင်ကဘယ်သူလဲဆိုတာကိုတော့သူမတခါမှမမြင်ခဲ့ဘူးပါဘူး။ဒဏ်ရာတွေပျောက်ကင်းသွားတဲ့အခါသူမဟိုအိမ်တော်ကိုပြန်လာပါတယ်။အဲ့ဒီအချိန်မှာအိမ်တော်မှာဝမ်းကွဲညီမဆိုသူတယောက်ကရုတ်တရက်ပေါ်ပေါက်နေပါတယ်။အဲ့ဒီညီမကသူမရဲ့ခြံဝင်းကိုတိမ့်ပိုက်ယုံတင်မကပဲလားစင်ကြီးနဲ့အစီခံတွေကိုပါတုံးဆွဲနေပါတယ်။တမိသားစုလုံးနဲ့သူမရဲ့ငယ်တငယ်ချင်းကတော့အဲ့ဒီညီမကိုပဲဝိုင်းချစ်နေကြတာပါ။မိသားစုမျက်စိထဲမှာတော့သူမဟာဝမ်းကွဲညီမထက်အရာရာနှိမ့်ချနေတယ်လို့ပါပဲ။သူမကမကျေနပ်လို့တိုင်တန်းတဲ့အခါမှာတော့သူမရဲ့မိခင်ဖြစ်သူကသူမကိုမနာလိုစိတ်နဲ့ယူသွနေသူလို့ဆွဆွဲခဲ့ပါတယ်။သူမရဲ့ယာရုကိုတော့အဲ့ဒီညီမကိုပေးခိုင်းခဲ့ပြီးသူမကိုအမိုက်တစ်ခုလိုထင်းတိုက်ထဲပိတ်လှောင်ထားခဲ့ပါတယ်။နောက်ဆုံးမှာတော့တမင်ရှို့လိုက်တဲ့မိထဲမှာသူမအသေးဆုံးခဲ့ရပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲသူမဟာမျက်လုံးပြန်ပွင့်လာပြီးအိမ်တော်ကိုပြန်ရောက်လာတဲ့နေ့မှာပဲပြန်လည်မွေးဖွားလာခဲ့ပါတယ်။သူမအကြောင်းတောင်ဖြစ်နေတော့မှပဲအစီကံကောင်းဆောင်ကအိမ်တော်ကိုတန်းသွားမလားလို့လာမေးပါတယ်။သူမစဉ်းစားပြီးမေတော်ကြီးစီအရင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အရင်ဘဝတုန်းကတော့သူမဟာဘာမှမပြင်ဆင်ပဲအိမ်တော်ကိုတန်းပြန်ခဲ့လို့ဟိုအိမ်တော်ကလူတွေရဲ့နှိမ်ချမှုကိုခံခဲ့ရတာပါ။ဒါကြောင့်ဒီတစ်ခါမှာတော့လမ်းဟောင်းတိုင်းမလိုက်တော့ပါဘူး။မကြခင်မှာပဲမိန်းကလေးဟာမိန်းမစိုးဝေရဲ့ဦးဆောင်မှုနဲ့မေတော်ကြီးရဲ့နန်းဆောင်ကိုရောက်လာပါတယ်။မေတော်ကြီးကိုမြင်တာနဲ့သူမချက်ချင်းပဲဒူးထောက်ဦးချလိုက်ပါတယ်။မေတော်ကြီးကသူမကိုချစ်ခင်တဲ့မျက်နှာထားနဲ့မြင်မြန်ထပါ။အဲ့ဒီတုန်းကမင်းသားငါကိုစားဓာတ်ချက်ကိုဝင်မခံပေးရင်ငါအသက်ရှိတော့မှာမဟုတ်ဘူးလို့ပြောပါတယ်။သူမကလည်းဒါဟာသူမရဲ့ဂုဏ်ယူစရာပါလို့ပြန်ပြောပါတယ်။မေတော်ကြီးကသူမကိုလက်ဆွဲပြီးအိမ်ထဲကိုခေါ်သွားပါတယ်။အဲ့ဒီအချိန်မှာသူမဟာအရင်ဘဝကအိမ်တော်ကိုပြန်ရောက်တုန်းကမေတော်ကြီးစီလာတွေ့ချင်တာကိုသူမအမေကတားဆီးခဲ့တာကိုပြန်သတိရလိုက်ပါတယ်။အခုတော့အန်ရကင်းအောင်လို့မေတော်ကြီးစီကနေအဆောင်လက်ပတ်ပတိတကုံးကိုတောင်းယူလိုက်ပါတယ်။မေတော်ကြီးကလည်းချက်ချင်းပဲပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာသူမကအိမ်တော်ကိုပြန်ပြီးမိဘတွေကိုမတွေ့ရသေးတဲ့အကြောင်းပြောတဲ့အခါမေတော်ကြီးကမိန်းမဆိုးကောင်းဆောင်ကိုသူမကိုလိုက်ပို့ပေးဖို့အမိန့်ပေးလိုက်ပါတယ်။အိမ်တော်ဂိတ်ဝကိုရောက်တဲ့အခါမှာတော့အစီကံတွေကသူမကိုတားဆီးပါတယ်။ပြန်လာတာဟာသမီးကြီးမှန်းသိရက်နဲ့အိမ်တော်စည်းကမ်းပြောင်းသွားပြီဖြစ်လို့ဘေးတကားကပဲဝင်ရမယ်လို့ပြောပါတယ်။ယထာလုံးတွေကမိန်းမဆိုးကောင်းဆောင်ဟာအိမ်တော်ကလူတွေဟာကျေးဇူးကမ်းတဲ့လူတွေမှန်းချက်ချင်းသိသွားပြီးယထာဘော်ကဆင်းလာပါတယ်။ကျန်းနံနယ်စားကိုထွက်လာခိုင်းစမ်းငါတို့ကမေတော်ကြီးရဲ့အမိန့်နဲ့လောသမီးကြီးကိုအိမ်တော်ထဲလိုက်ပို့တာဖြစ်တယ်လို့ကြွေးကြော်လိုက်ပါတယ်အစီခံကမေတော်ကြီးဘေးကမိန်းမဆိုးဝေဖြစ်နေတာကိုတွေ့တော့လမ်းဖြန့်သွားပြီးအမြန်ပဲတကားမကြီးကိုဖွင့်ပေးလိုက်ပါတယ်အဲ့ဒီလိုနဲ့တမိသားစုလုံးရဲ့ကြိုးစုံမှုအောက်မှာသူမဟာဂုံတိတ်ခါရှိရှိအိမ်ထဲကိုဝင်လာပါတယ်ဒါပေမဲ့ခြေတလန်းလန်းတာနဲ့သူမရဲ့ခြံဝင်းကိုဝမ်းကွဲညီမကိုပေးလိုက်ပြီးလို့သူမအမေကပြောလိုက်ပါတယ်အစီခံမလေးကမကြေမနက်ဖြစ်သွားပါတယ်အဲ့ဒီခြံဝင်းကမေတော်ကြီးကိုကယ်ခဲ့လို့ဧကရစ်မင်းမြတ်ကိုယ်တိုင်ဆုချထားတဲ့ခြံဝင်းဖြစ်ပါတယ်မိန်းကလေးကတော့အဲ့ဒီဝမ်းကွဲညီမနဲ့သူမရဲ့အကိုဟာသူမအမေရဲ့ခိုးစားထားတဲ့သားသမီးတွေတရားမဝင်ကလေးတွေဖြစ်မှန်းသိနေပါတယ်ဝမ်းကွဲညီမဟာအိမ်တော်ကိုရောက်လာတာနဲ့တမိသားစုလုံးကိုသူမဘက်ပါအောင်တင်သွင်းထားခဲ့တာဖြစ်ပါတယ်